ဒိုပရီယာကိုလဲထိုးဘဲဟုခွဲပြီးလိုက်ဝိတ်တန်းရဲ့ချန်ပီယံဖြစ်လာခဲ့တဲ့ KG တိုက်ခိုက်အားကစားစီစဉ်တွေကိုတင်ဆက်ပေးနေတဲ့ K-Site ဂျာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အင်ပီရောမှာကျင်းပခဲ့တဲ့ UFC Freedom 250ရဲ့အဓိကကောင်တွဲဆိုင်အဖြစ် Georgia Fighter Ilia Topuria နဲ့ American Fighter Justin KG တို့ကလိုက်ဝိတ်ချန်ပီယံကပတ်လူပွဲထိုးသက်ခဲ့ကြတာပါ။ဒိုပရီယာကလက်ရှိလိုက်ဝိတ်တန်းရဲ့ချန်ပီယံဖြစ်ပြီးတော့ KG ကတော့ဂျာပြတ်ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့ရောက်မှာဒီပွဲမှာဘယ်သူကချန်ပီယံအစ်စ်လဲဆိုတာကဲဆန်းခဲ့ကြတာပါ။ပွဲမစခင်မှာတော့ဒီပွဲမှာလုံတိုင်းဖြစ်တဲ့ရှုံးမမရှိ Fighter ဒိုပရီယာဘက်မှာပဲအားလုံးရှိနေခဲ့ကြတာပါ။ဒိုပရီယာကချွေးမထွက်ဘဲနဲ့ပထမချီဒုတိယချီလောက်မှာပဲ KG ကိုအလဲထိုးနိုင်ယူမယ်လို့ခံမှန်းပြောဆိုမှုတွေရှိနေခဲ့တာပါ။တကဘာလုံးနဲ့တယောက်ဖြစ်ခဲ့ရတဲ့ KG အတွက်ကတော့ဒီပွဲမှာဝီဘန်သူတွေသုံးသက်သူတွေမှားကြောင်းတက်တည်ပြခြင်းစိတ်ဖြစ်မိမှာမှန်ပါပဲ။ပွဲစကတည်းက KG ကတည်ကြီးထားပြီးတော့ကစားတာပါ။ KG တဲဆောင်လာတဲ့ game plan ကလည်းအတော်လေးကိုလှုပ်ဖြစ်ခဲ့တာပါ။ဒိုပရီယာက KG ကိုပွဲစကတည်းကဖိအားပေးပြီးတော့မဲလိုက်တာပါ။ KG ကတော့ရှောင်ထွက်ပြီးတော့ဒိုပရီယာကိုဂျက်တွေနဲ့ပြန်ထောက်တာပါ။ဒါပွဲဖြေကိုပြောင်းလဲစီတဲ့အထိကိုလှုပ်ဖြစ်ခဲ့တာပါ။ပထမချီမှာ KG လက်တီးတွေကြောင့်ဒိုပရီယာအနားမကတ်ရဲပဲနဲ့အထိနာခဲ့ရပါတယ်။ဒုတိယချီမှာတော့ဒိုပရီယာက body shot တွေပြန်နှိုက်ပြီးတော့ KG ကိုတက်လုံကြအောင်ဖိအားပေးပါတယ်။တတိယချီမှာတော့ KG ရဲ့လက်တီးတွေကအများကြီးအလုပ်ဖြစ်လာပါတယ်။ဒိုပရီယာမျက်နှာတစ်ခုလုံးစုပ်ပြတ်သွားစေခဲ့တယ်လို့လဲကြတဲ့အထိပါပဲ။စရုဒ္ဓချီမစတင်ခင်မှာဆရာဝန်ကမျက်လုံးမဖွင့်နိုင်တော့တဲ့ဒိုပရီယာကိုပွဲရက်ဖို့ပြောပါတယ်။ဒါပေမဲ့ဒိုပရီယာကလက်မခံမနဲ့ဆက်ထိုးပေမဲ့အခြေအနေမဟန်လို့၅ချီမြောင်းမှာတော့ဂျိုးဝိုင်းတိုင်ကပဲပွဲရက်လိုက်ပြီးတော့ KG ကိုအနိုင်ပေးခဲ့တာပါ။ Fighter ဘွားရှုံးပွဲမရှိတဲ့ဒိုပရီယာကို KG ကလာလာပပလဲထိုးနိုင်ယူပြီးတော့ lightweight တန်းရဲ့စစ်မှန်တဲ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ဆုံးရတိုက်ခိုက်ရေးအားကစားသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ။